မင်္ဂလာပါရှင်ညီမလေးတယောက်က mayonnaise ကိုလက်နဲ့လုပ်ပြပါဆိုလို့ကျမလည်းဆက်နေပဲလုပ်ပြီးတော့ဒီတစ်ခါလက်နဲ့စူးစမ်းပေးထားပါတယ်10မိနစ်ပဲအချိန်ပေးရပါတယ်ရှင်မနက်ဖြန် cheese corn လုပ်စားမယ်ဆိုတော့လို့ပေါ့နော်ကြောက်တလုံးကိုခွဲပြီးတော့အနှစ်အကာခွဲထားပါအနှစ်ကိုပဲသုံးပါမယ်เนาะပြီးရင်တော့တကြားကထမင်းစားစွန်းတစ်စုံ short ထည့်လိုက်ရပါတယ်စားကတော့နည်းနည်းလေးပဲထည့်ပါမယ်ပြီးရင်အဲ့နှစ်ခုကိုကျိညက်သွားအောင်မွေးပါမယ်ရှင်စီကိုတော့အနက်မရှိတဲ့စီပါစီဖြစ်ဖြစ်သုံးလို့ရပါတယ်ဘဲစီနှမ်းစီမရပါဘူးเนาะစီကိုကျမစုစုပေါင်းထမင်းစားစွန်း၄စွန်းသုံးထားတယ်ပထမ3စွန်းကို dross ပုံစံသွားတယ်เนาะအဆက်လေးတွေပဲချချပြီးတော့တောက်လျှောက်မွေးသွားပါတယ်ရှင်ဝေါကနေထည့်လို့မရပါဘူးကြောက်နဲ့စီနဲ့ပေါင်းဆက်အောင်အဆက်လေးတွေချပြီးတော့ပဲမွေးမှရပါမယ်ရှင်ပထမ3စွန်းကိုအဲ့လိုတောက်လျှောက်ထည့်ပြီးမွေးသွားလိုက်တာကျက်ဥနဲ့စီနဲ့ပေါင်းဆက်ပြီးတော့ mayonnaise တခြားလေးရလာပြီဆိုရင်တော့နောက်တစ်စွန်းစာကိုထည့်လိုက်လို့ရပါပြီ mayonnaise များများလိုချင်တယ်ဆိုရင်တော့ကျက်ဥတစ်လုံးကိုစီ200မယ်သုံးလို့ရပါတယ်ဒါပေမဲ့ mayonnaise ကနှစ်ပတ်ပဲထားခံတာဖြစ်တဲ့အတွက်ကျမကအများကြီးလည်းမသုံးလေစီ2မျိုးလို့ဆိုပြီးတော့၄စွန်းစာပဲသုံးထားပါတယ်ရှင်စီ၄စွန်းအတိထည့်ပြီးသွားပြီကျမကတော့ခံမှန်းပြီးထည့်တာပေါ့နော်ဒီလိုအနေထားလေးရလာပြီဆိုရင်တော့ကျမတို့ရှာလကာကြီးတစ်စုံထည့်ပြီးတော့မှွေလိုက်ပါမယ်ရှာလကာကြီးထည့်တာနဲ့သူကအယောင်ကဖြူသွားမှာဖြစ်ပါတယ် mayonnaise အယောင်ရမှာပေါ့နော်ဒါဆိုရင်တော့အိမ်လုံး mayonnaise လေးကရပြီဖြစ်ပါတယ်ရှင်ဒီမှာလည်းမနက်ဖြန်ကျရင် corn cheese လောက်စားရင် mayonnaise အသုံးလို့စူးစမ်းပြီးတော့လုပ်လိုက်ပါတယ်အချိန်ကုန်တက်တာပြီးငွေကုန်တက်တာပါတယ်အပြင်မှာဆိုရင်တော့ mayonnaise ကဈေးကြီးရည်လीเนาะကျေးဇူးတင်ပါတယ်ရှင်အဆင်ပြေပါစေ